ခါလေးကြရင်လေနှုတ်ကတောင်ဖွင့်မပြောတာကျမခင်မောင်ကျမတဲ့ချစ်တာပြုံငွေနဲ့ပဲပြပြနေစိတ်ဆိုးရင်ပြတဲ့အချိန်တိုင်းစိတ်တရားမရှိတဲ့စကားတွေပြောလိုက်ပြီမဲ့တကယ်တမ်းကြတော့လေသူအာနာနီပြန်ဟောသူ့ကိုလေကျမမိဘတဲ့ကျမမှငါကိုရှိရရအလုံးထားကိုချစ်တာမလို့ဘလောက်ပဲရန်နေဖြစ်နေစိတ်ဆိုးစိတ်ကောင်းနေနေကျမချစ်မရောအောင်တည်တာစိတ်ဆိုးတဲ့အချိန်မလို့ဒါပြောချင်ပြောလိုက်တာကျမယောက်ျားနာကျင်စေတဲ့ရာအားလုံးကျမမှတ်ထားတာယောက်ျားလေးတွေမှာမင်းကလေးကိုဖြည့်ဆည်းပေးခြင်းနဲ့စိတ်ရှိတာမျိုးမဟုတ်ဘူးမင်းကလေးတွေလည်းကိုချစ်ကြတဲ့ယောက်ျားဆိုဖြည့်ဆည်းပေးခြင်းတာအကောင်လုံးကျမစိတ်နဲ့အများစိတ်နဲ့ကျမတူလိုက်မယ်ကျမချစ်တာကိုထုတ်ဖော်ပြတတ်တဲ့သူမျိုးလောကမှာမျိုးစားနှစ်ခုပဲရှိတယ်ကိုတကယ်တမိုးထားတဲ့အရာလေးကိုတင်ထားခြင်းတဲ့သူနဲ့ငါတော့ဒါကိုပိုင်ဆိုင်ရပြီဟေးဆိုပြီးထုတ်ဖော်ပြီးကြွားခြင်းတဲ့သူတွေလေအဲ့ထဲမှာကျမကထုတ်ဖော်ပြခြင်းတဲ့မျိုးစားမျိုးကျမယောက်ျားဆိုကျမဘလောက်ချစ်ကြောင်ဘလောက်တမိုးထားကြောင်နဲ့ဘလောက်ပဲမျက်နှာကြောင်ဆိုတော့နေတိုင်းပြပြခြင်းတာအသက်ကြီးတာငယ်တာနဲ့မဆိုင်ဘူးတခါလေးစိတ်ဆိုးလို့ခလေးတယောက်ရပြီးတော့တတန်းတချို့ဖြတ်တန်းနေရအောင်ပါပဲသူ့ဘောအခုချိန်လေးကျွန်မဖုန်းဘလော့လိုက်တစ်တော်ဆိုလဲ unfollow လိုက်လုပ်သေးတာဘာလို့ဘလောက်ပဲလုပ်မိမရဲ့လို့ပြောလိုက်တာနဲ့ချစ်ချင်းစိတ်ကောက်ပြတော့တကျွန်မတကယ်တမ်းကြတော့လေအိမ်တော်ကြီးကတကယ်နဲ့ကြီးရဲ့ဒီနေ့ဒီချိန်ကြီးသူတွေပါပြောတဲ့လူတွေအားလုံးတော်လာမချစ်ခင်တာကျမဘဝမှာကျမယောက်ျားမရှိမဖြစ်ပဲ